ချို့မိဘတွေစာအုပ်ဖို့မတတ်နိုင်တာတွေကျောင်းကြီးမတတ်နိုင်တာတွေကိုစစ်စေတွေကနေမှသူတို့တတ်နိုင်တဲ့ဘက်ကနေပြီးတော့မှတော့အလှရှင်လေးရှာပြီးတော့မှဒီကလေးကတော့ဒီလိုမျိုးလေးတော့ရှိပါတယ်မိဘတွေကလည်းအားပေးပါတယ်ဆိုပြီးတော့မှဘေးမှာအလှလေးတွေခံပြီးတော့သူတို့စာအုပ်ဖို့ဆိုလဲစာအုပ်ဖို့တခြားနေရာမှာဗာလဲပတ်စံဆိုလဲပတ်စံလေးတွေပေါ်စစ်စေရဲ့အကုန်လုံးအားပေးပြီးတော့ပူပေါင်းပြီးကူညီခဲ့တာပေါ့နော်ဒီကျမတို့ sponsorship program မှာကြတော့လေကျမတို့ဘာသာစုံလို့တော့ပြောလို့ရတာပေါ့နော်ကျမတို့ Catholic တွေပါမယ်နှစ်ချင်းတွေပါမယ်ဒီ Buddhist တွေလည်းပါတယ်ပေါ့နော်အလွာအသီးသီးလို့လည်းပြောလို့ရတာပေါ့တချို့ကြတော့လည်းအရန်လုံးဝကိုဆင်းရဲလို့ဟုတ်ပေမဲ့တချို့ကြတော့လည်းနည်းနည်းလူလက်တန်းစားဖြစ်ပြီးတော့ဒီပညာရေးကိုအရန်လိုက်စားတဲ့လူတွေလည်းကျမတို့မြင့်တင်တဲ့အနေနဲ့ပေါ့နော်ကျမတို့အဲ့ဒါလေးတွေလည်းကိုညီပံပို့ပေးပါတယ်ပေါ့နော်ဒီကျမကိုင်တဲ့ဒီ Holy Child ဆိုလို့ရှင်လဲဒီကျမတို့9နှစ်ကနေပြီးတော့ဒီ9နှစ်နဲ့အထက်ဒီ session နှစ်အောက်ကိုလဲဒီကျမတို့ Holy Child အနေနဲ့ကျမကိုင်တွယ်ပါတယ်ပေါ့နော်သူတို့ကိုလည်းကျမတို့မကြာခဏဆိုလို့ gathering လေးတွေလုပ်တယ်အပြင်လေးတွေခေါ်သွားတာလေးတွေဘုသူဒလေးတွေရစရာလေးတွေဖြစ်အောင်လို့လဲသူတို့ learning လေးတွေကို opportunity လေးတွေဖန်တီးပေးတာလေးတွေတော့ရှိပါတယ်ဒီကလေးတွေအပိုင်းကိုကြည့်မယ်ဆိုရင်ပေါ့နော်သူတို့ကိုယ်တိုင်ကလည်းဒီသူများရဲ့အကူအညီဒီ sponsorship ဆိုတဲ့ထောက်ပံ့ခြင်းအဲ့လိုမျိုးတွေရတာကိုကျမတို့ကဘယ်လိုမျိုးသူတို့ပြန်ပြောလဲဆိုရင်ကိုသူများကဒီလိုကူညီပေးခဲ့တယ်ဆိုရင်ကိုကလည်းသူများကိုဘယ်လိုပြန်ကူညီတတ်ရမလဲဆိုတဲ့ဟာလေးတွေကျမတို့ဒီ value လေးတွေကိုထည့်ပေးခြင်းအဖြစ်ပေါ့နော်ဒီကလေးတွေရဲ့စိတ်ထဲမှာလည်းဒီကူညီခြင်းနဲ့စိတ်ကလေးတွေတော့နည်းနည်းတိုးပွားလာတာလေးတွေတိတက်လာတာလေးတွေတော့ကျမတို့တွေ့ရတယ်ပေါ့နော်တကယ်ထူးချွန်တဲ့ကျောင်းသူကျောင်းသားတွေအများကြီးတွေ့ရတယ်နော်ဘာသာပေါင်းစုံနဲ့အရန်ထူးချွန်တယ်သူတို့မြင့်တင်ပေးတော့သူတက်လာတယ်ဒါပေမဲ့ဒါတွေမရဘူးသူတို့ကလည်းဒါတွေက life long process ဖြစ်တဲ့အတွက်သူတို့နေ့စဉ်နဲ့ညတော့စူးစမ်းနေရမယ့်အပိုင်းလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုတော့ကျမတို့အမြဲမပြတ်သူတို့ဖွင့်တင်ပေးပါတယ်ရေးမှာကတော့အခုလက်ရှိကတော့တော်တော်ရတဲ့လူကြီးပိုင်းရောက်လာပြီဆိုတော့စစ်စစ်တွေကပြောလာတယ်ပေါ့နော်မြို့ပေါ်ဆရာဆရာမတွေအသိပညာရှင်တွေအတတ်ပညာရှင်တွေကလာပြီးတော့ဒီမှာကလေးတွေနေရာဒီစာသင်ကြားပေးခြင်းတယ်ပေါ့နော် English speaking ရောmusic ရောအဲ့လိုနော်အားလုံးပေါ့အဲ့လို music ပိုင်းတွေရောစိတ်တရေရာပိုင်းတွေရောပေါ့နော်အားလုံးသင်ကြားပေးလို့ဆိုတဲ့အခါကျတော့ပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့ကောင်းတယ်ဆိုတော့ကျွန်တော်တို့မြို့ပေါ်မှာသွားပြီးတော့ကျွန်တော်တို့ရဲ့ကလေးတွေကိုထားမယ်ဆိုရင်ထားဖြစ်ဘူး။ဘာကြောင့်အဓိကပညာသင်စိတ်မပေးရနဲ့ဟောနေဖို့မြို့ပေါ်မှာနေရဖို့ဆိုတော့မလွယ်ဘူး။နေဖို့စားဖို့ရှိတယ်။စားစင်းနေစိတ်တွေရှိတယ်။ပညာသင်စိတ်တွေရှိတယ်။ဒီမှာဆိုကိုယ့်ရွာမှာကိုစစ်စစ်တွေကဥဆောင်ပြီးတော့ဆရာဆရာမတွေလာသင်ပေးတယ်။ကိုမိဘတွေကဒီစစ်စစ်လမ်းညွှန်တဲ့ guideline အောက်မှာလိုက်ပြီးတော့ပါဝင်ကူညီပေးအောင်မယ်ပါဝင်ကူညီပေးတဲ့နေရာမှာစကူကလေးတွေလည်းစီကံရှိလာမယ်ပြီးတော့ကျန်းမာရေးရလည်းပူပြင်းတဲ့ຢာတွေဖြစ်တဲ့အတွက်ကလေးတွေဘေးမှာရှောက်မစောတော့ဘူးကျန်းမာရေးလည်းကောင်းမွန်တယ်ပြီးတော့ပညာရေးလည်းတိုးတက်မယ်ဆရာမတွေလာသင်ပေးတဲ့ဟာကသူတို့ကအခချင်းဝင်တောင်းတာမဟုတ်ဘူးဒါမှကျွန်တော်တို့ဘက်ကကူညီတယ်လောက်ကူညီတာကတော့ကျောင်းသားမိဘလေးတွေလိုက်ပြီးတော့ကျွန်တော်တို့တက်တဲ့လောက်လူငွေလေးထည့်ပေးပါလားတရားတည်ဆရာမလေးဒီသင်စားဖို့အတွက်ဒါမှကျွန်တော်တို့ဘက်ကတာဝန်ယူပေးတယ်တက်တဲ့လောက်ကူညီပေးတယ်ဒါမှကျွန်တော်တို့ရလာတဲ့အလူငွေသူတို့စားဖို့အတွက်တကယ်တမ်းကျတော့မလုံလောက်ပါဘူးဒါကစစ်စစ်တွေကမရက်တီးပေးထားရဲ့ဒီဟာတွေကတင်ကြဖို့ဆိုတော့မလွယ်ဘူးပေါ့နော်အဲဆိုအခုလိုတင်ပေးတဲ့အတွက်လည်းစစ်စစ်တွေကျေးဇူးတင်တယ်တရားလုံးရဲ့ကိုစားအောင်နော်တရားလုံးရဲ့ကိုစားကျေးဇူးတင်တယ်ဒီလိုတင်ပေးခြင်းအဖြစ်ကလေးတွေလည်းပညာရေးမှာတိုးတက်လာတယ်ဆိုတော့နောက်လည်းဒီလိုမျိုးတင်ပေးပါလို့ပဲတောင်းဆိုချင်တာပေါ့နော်9နှစ်ကျော်မှခိုင်းအခုကလေးတွေအကုန်လုံးစစ်စစ်တို့ကထောက်ပံ့မှုနဲ့အဝတ်စားတွေဘာတွေညာတွေမရှိတဲ့လူထားပေးတာနဲ့တော်တော်လေးတိုးတက်တယ်ပေါ့ဒါကတော့အားရဆုံးပဲစစ်စစ်တွေကကျွန်တော်တင်တန်းနေအများကြီးလွတ်ပေးတယ်နောက်ဒီ cycle ဘိုင်းဆိုင်ရာတွေရောနောက်ပညာရေးဘိုင်းဆိုင်ရာတွေရောပေါ့နော်အများကြီးပံ့ပိုးပေးခဲ့တယ်ဆိုတော့ကျွန်တော်တယောက်တည်းနေမဟုတ်ဘူးတခြားဆရာမတွေရောသူတို့ရဲ့လိုအပ်တဲ့အရေးချင်းပေါ့အရေးချင်းတွေကိုမြင့်တင်ပေးတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်တစ်ချိန်တည်းမှာဘာခံစားရလဲဆိုတော့ကျွန်တော်တို့ကို neglect လုပ်မထားဘူးပေါ့နော်လက်လူရှိမထားဘူး
ဘလူးကိုမဆိုရှုထောင့်မျိုးမျိုးကနေမှအမြဲတမ်းကြည့်ရှုနေတယ်ဆိုတာကိုခံစားရတယ် ဘာလို့မှလဲဆာမွေးအောင်တော့လဲဘာအလုပ်လုပ်မှစစ်စတို့ကအလုပ်ပေးမှလားသူတို့ကအဲ့လိုမျိုးပြောတယ်လေအခုကြတော့ပိုလောက်လာတာပေါ့10တန်းအောင်သွားတဲ့လူဆိုအခုဆိုရင်ကျမတို့ဘာလုပ်လဲကျမတို့အဲ့ဒီကလေးတွေကိုမူဂျိုမှာလေသူတို့ဆီယာမလေးတွေအနေနဲ့ကျမတို့တွေထည့်လာကြတယ်မူဂျိုလည်း update လုပ်တာအောင်နော်ဖြည်းဖြည်းလုပ်တော့သူတို့အဲ့လိုမျိုးနေရာတွေပေးလိုက်တယ်လေလုပ်ပေးလိုက်တယ်နောက်တစ်ခါအခုထိတော့နော်ဟိုတိုးတက်အောင်ပေါ့သူတို့လည်းတိုးတက်အောင်ကျမတို့တွေကလုပ်ပေးတဲ့အခါကျတော့ကျမတို့လွှဲနိုင်မယ်သူတို့လေအချိန်တန်ရင်ပေါ့နော်သူတို့ကိုတာဝန်နဲ့အပြည့်ပေးနိုင်တယ် အနောက်တော့မှလည်းအခုတဖြည်းဖြည်းဘဒူကဖြင့်10တန်းအောင်သွားတဲ့ဆယ်ရီတင်ကြပြီလို့ရန်ကုန်လည်းသူတို့တက်နေတဲ့တင်ပြီးရန်ကုန်ပို့ပြီးတယ်လုတ်ပြီးတယ်သူတို့ပညာရေးကို ဒီနဲ့အဆိုင်ဟိုဘက်ကများနေတယ်ရာခိုင်နှုန်းပွဲရဒီကြတဲ့နိုင်ငံကြသွားတာတို့ဟုတ်လားကုမ္ပဏီလို့ဒီမှာမရှိဘူးလေဒီမှာရှိဘာမှကျွန်တော်တို့ဒီနာမိသားစုတွေတော့ပဲအဲ့ဒါတော့တိုးတက်လာဒါစေစေဘအများကြီးတိုးတက်လာ